ကိုရောက်နေပေါ့နော်ရန်ကုန်ရောက်နေတယ်ရန်ကုန်မှာဒါဒီရက်ထက်ခရီးထွက်တာဦးစင်း10ရက်လောက်ကြာတယ်ထင်တယ်ဗျ10လောက်ကြာမယ်ဟိုတလောကဦးစင်းစမှုထောင်နဲ့ပတ်သက်တဲ့ຢာလေးပေါ့နော်စမှုထောင်နဲ့ပတ်သက်တဲ့ຢာလေးတင်လိုက်ပါတယ်ဟောနော်မကွေးနမောက်အကြောင်းတင်လိုက်တယ်လူကြောင်းစားတဲ့အရာနဲ့ပတ်သက်ပြီးမှဦးစင်းတင်လိုက်တော့နည်းနည်းတော့ဟော့သွားတာပေါ့နော်ဟော့သွားတော့ဒီကြီးလည်းကြည့်လို့ကြပါတယ်နော်စီကန်ချက်တောင်းပုံကြပါတယ်အဲ့တော့ဦးစင်းကပြောချင်တာကသာကရဏစုံစမ်းလိုက်တော့လူတယောက်ဒီမန္တလေးကကလေးကို100နဲ့ပေါ့နော်သူတငယ်ချင်းတွေကတယောက်က90တယောက်က100အဲ့တော့ပြောရတော့အုတ်ချွေမှုရုံးနဲ့တော့မဆိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းဒီလူလဲပြီးမှအဲ့ဒီကိုပို့လိုက်တာပေါ့ဒါဦးဇင်းတို့ကပြောတော့ဟောလူလဲပြီးမှအဲ့ဒီကိုပို့လိုက်တော့ဆိုင်လို့ဖြစ်သွားတာပေါ့နော်ဒီပွဲသားတွေနဲ့ပဲဆိုင်တယ်နော်ပို့ဆိုးတာကအဲ့100ကလည်းအဲ့ကလေးတွေကမတုံးလိုက်ရဘူး90ကလည်းအဲ့ကလေးတွေကမတုံးလိုက်ပွဲသားမှာပဲလုပ်ပါပေါ့နော်အဲ့တော့ဦးစင်းပြောချင်တာကအဲ့ပွဲသားမှာဓာတ်ပုံနဲ့ဦးစင်းရထားပါတယ်အဲ့တော့မကွေးကနေပြီးမှဒီနမောက်ကိုပို့ခဲ့တော့ဗျာဒါနဲ့ကောင်းပါလေအုပ်ချုပ်ရေးမှုကတိတိကျကျဦးစင်းစီဖုံးဆက်တယ်ရှင်ဗျာတဲ့အဲ့လိုထုတ်ပါဦးဗျာတဲ့တပည့်တို့ကလည်းစစ်မှုထမ်းခေါ်တဲ့အကြောင်းရင်းကတော့ပြန်ပို့မဟုတ်ဘူးလို့တခါကြီးလို့ပြန်ပို့ပေးဖို့ခင်ဗျာကျုပ်ကဖုံးဆက်တာမဟုတ်လေဒီအတက်ရွယ်ရတော့စစ်မှုထမ်းကိုထည့်ရမှာလို့အခုမှသူတက်30ပဲရှိတယ်ထည့်ရမှာလို့လက်ခံတယ်လို့ဗလာလဲကောင်းတယ်အားလဲကောင်းတယ်ဟုတ်လားသူတောင်းတင်နေမယ်လို့အဲ့တော့စစ်မှုထမ်းနဲ့ထည့်ရမှာလို့သူမိဘတွေကိုလွှတ်လိုက်တယ်ဆိုတာကတော့ဦးစင်းတို့လိုချင်တာကလို့အဲ့ကလေးကမဟုတ်လေရက်ကွက်ထဲမှာစစ်မှုထမ်းရမှာမဲပေါက်ပြီးတာကလေးတယောက်ဖြစ်တယ်အဲ့ဒါကြောင့်ဒကာကြီးတို့အနေနဲ့ဒီရက်ကွက်မှာခုနမောက်ဆိုလဲနမောက်ကဘယ်ရွာနမောက်ကနေစစ်မှုထမ်းတာမှန်ကန်ရောတော့လက်မှတ်ထိုးပေးလိုက်ပါတော့ရေးပေးလိုက်ပါဒါကြောင့်စစ်မှုထမ်းတာမလိန်ပြောဆိုပြီးရက်ကွက်လူကြီးရတယ်မှာနေလာဘယ်တော့လဲဘာလဲစစ်မှုထမ်းလို့ပြည်တယ်လားဘာရဆိုမလိုအပ်ဖက်နဲ့ရက်ကွက်ထဲမှာဆိုတော့မုံတရားတွေဖြစ်မှာစိုးလို့အဲကြောင့်ခင်ဗျားတို့အနေနဲ့မှန်ကန်ထောက်ခံချက်ကိုတောင်းခိုင်းတာအဲ့ကလေးကိုပြန်ပေးပါလို့ခေါ်တာမဟုတ်ဘူးအဲ့ကလေးအရွယ်ရှိတဲ့သူမှန်တယ်လားစစ်မှုထမ်းရမှာကျုပ်တို့အပြည့်အဝထောက်ခံတယ်လို့အဲ့ဒါကျုပ်တို့မထောက်ခံတာငွေကြီးကိစ္စတွေကိုမထောက်ခံတာလို့လူရောင်းစားတာတွေလူလဲတာတွေလူပြောင်းနေတာခင်ဗျားများလို့အဲ့လိုလည်းကြောင့်မလဲမရှိတဲ့သူကရှိတဲ့သူကတစ်မျိုးမရှိတဲ့သူကတစ်မျိုးဖြစ်နေလို့ဦးစင်းတို့ကအမုန်းခံပြီးပြောနေရတာလို့အခုလိုပြောလိုက်ပြီဆိုတော့ဒကာကြီးတို့ကျုပ်ကိုမုန်းတယ်ဆိုတာလည်းသိတယ်လို့အမုန်းခံပြီးကိုတက်တယ်ပြောမျှတအောင်လို့ပြောတာညီမြောက်အောင်လို့ပြောတာလို့ခင်ဗျားတို့ကိုပြည့်ရှိရလို့ကျုပ်တို့ကပြောတာမဟုတ်ပါဘူးလို့ဟုတ်ပြီလို့ခင်ဗျားတို့ပြောတော့ဒကာကြီးတို့ပြောတော့လို့ပဲပေါ့ဗျာလို့ဒကာကြီးတို့ဒီမှာလူခေါ်လာတယ်မတီးဘူးပေါ်ထားပါလို့ဒါပဲနဲ့လို့ဦးစင်းတို့ကတော့ဒီပွဲသားမတော့ပြေဦးလွန်အောင်လို့ပြောတယ်ဗျအဲ့ဒါဦးစင်းကတော့ဒါပွဲသားမအနေနဲ့ဒီကလေးတွေကိုဟုတ်ပြီခင်ဗျာ100နဲ့90နဲ့တယောက်က90တယောက်က100ဆိုလို့ရှိရင်လည်းသူမိဘထံကိုပေးလိုက်အဲ့ဒါဆန်နော်တရားမကြံပေးလိုက်တကယ်လို့မှခင်ဗျာအနေနဲ့မပေးဘူးဆိုရင်ဦးစင်းတို့အနေနဲ့ခင်ဗျာပုံဒါပွဲသားမှာပါဒီလိုရောက်ဆိုင်မှာဒီလိုလုပ်ပါတယ်ဆိုရင်မှလိုင်းမော်တင်လိုက်ရင်တော့အဲ့အပုံမှာတော်တော်ကြီးတယ်ဆိုတော့ခင်ဗျားတို့မမေ့ပါနဲ့နော်ဦးစင်းတို့ကဒါခင်ဗျာမှလည်းမိသားစုတွေနဲ့ဘာခက်ခဲတွေရှိရလို့တော့မတူခက်ခဲတွေရှိတယ်ဒါမျိုးလို့တော့ဦးစင်းတို့ကတော့မရဘူးပေါ့ဗျာနော်အတူမိဘကြီးစီကလည်းခင်ဗျပတ်စံ10ရင်းလောက်တောင်းသွားတယ်လို့ပြောတယ်အဲ့ကလေးရဲ့ဖုံးလေးချီသွားတယ်လို့ကြားတယ်နော်မကွေးရလားပြူးလွယ်လာတော့မတီးဘူးပေါ့ဗျာဓာတ်ပုံတင်လိုက်ရင်တော့အကုန်လုံးတိမှာပဲနော်ဦးစင်းတို့အကောက်ကလူကြီးလည်းများတယ်နော်အဲ့တော့ပြောချင်တာကတော့ဦးစင်းတို့ကစစ်မှုထမ်းနဲ့ပတ်သက်ပြီးမှမျက်တလေးဖြစ်စေချင်တဲ့အကြောင်းပါနော်ဒါမျှတအောင်လို့ပေါ့ဗျာစစ်မှုထမ်းတွေကအခုဆိုလို့ရှိရင်ဒါစစ်မှုထမ်းတွေဆွဲရင်မှဟာလူကြီးချိန်နေငွေပြီးချိန်နေငွေပြီးလေအဆွဲခံရတဲ့တို့လည်းတပြားမှမရဘူးလူလဲတော့ဒီပတ်ဆိုင်ကပဲရောက်သွားတယ်ဒါမိုးတွေပုံစံတွေဖြစ်နေတာဟုတ်လားဒါရန်ကုန်မှာဆိုလည်းဒီတိုင်းပဲမနေ့ကပဲဟုတ်လားမနေ့ကဆိုလို့ရှိရင်ဒါရန်ကုန်ကပဲခူးတိုင်းထဲမှာပဲဖြစ်သွားတယ်ပဲခူးတိုင်းထဲမှာဒီဒိုင်ဥပဲပေါ့နော်ဒိုင်ဥတိုင်မှာညောင်လေးပင်ရောမှာဒီလိုပဲလူစားထုတ်ပြီးလောက်ရတဲ့ကိစ္စဒါဆိုရန်ကုန်ထဲကနေဆွဲသွားတယ်ဆွဲသွားပြီးမှငွေနဲ့လိုက်ပြီးမှဒီလိုချင်းရတဲ့ကိစ္စတွေနော်ချင်းရတဲ့ကိစ္စတွေဒါတွေကတော်တော်ကြီးကိုစိတ်ပြက်စရာကောင်းပါတယ်နော်စိတ်ပြက်စရာကောင်းပါတယ်အရွယ်ရောက်ရင်မျက်သားနဲ့စစ်မှုထမ်းထည့်လုံးမယ်မျက်သားဆိုတော့ဘယ်သူမှမလိုက်เสียအကြောင်းမရှိပါဘူးနော်စစ်မှုထမ်းတွေရှိလို့ပဲစစ်မှုတွေထမ်းခဲ့လို့ပဲအဲ့လိုရှိခဲ့လို့ပဲဦးစင်းတို့ဒါတမတော်ဘက်ကဒါပြန်ပြီးမှဥမော့လာတယ်ဆိုတော့လေဦးစင်းတို့အပြည့်အဝထောက်ခံပါတယ်ဗျနော်စစ်မှုထမ်းတွေမပေါ်ခင်ကတည်းကလည်းဦးစင်းပေါက်လို့ပေါက်လို့တော့ဒီစစ်မှုထမ်းတဲ့ပတ်သက်ပြီးလူငယ်တွေကိုဒါပတ်စာတွေကိုစူဆောင်းပေးခဲ့ရဆိုလဲအများကြီးပါတယ်ဗျနော်အားလုံးသိပါနော်ပေါက်လို့ရဲ့စေနာကိုတိုင်းပြည်ပေါ်ဘယ်လောက်ထားတယ်ဘယ်လောက်မေတ္တာတရားထားတယ်ဆိုတာကိုလည်းကိုမြန်မာနိုင်ငံပေါ်ဘယ်လောက်ကြီးဒါမေတ္တာတရားထားတယ်ဘယ်လောက်ကြီးလှုပ်ဆောင်နေလဲဆိုတော့ခုပြောစရာတော့မလိုပါဘူးဗျနော်လူကြီးတော်များများ
ဒါသိပါတယ်ဆိုတော့လေးလည်းပြောချင်ပါ